အခုကျွန်တော်တငယ်ချင်းစာတိဆန်အတွက်တခြင်းတပုတ်ဆိုတဲ့တခြင်းကိုလာရှင်းပါဒီတခြင်းဟာမပြောမပြီးပြောမယ်အခြေအနေလေးတစ်ခုရှိပါတယ်ကျွန်တော်မင်းသားကျွန်တော်တိုက်တဲ့ရရှိမင်းသားတွေဆုံးသွားတော့နေပါကျွန်တော်စိတ်ထဲမှာပါသွားတရိယာလေနာမည်ကြီးနေတဲ့မင်းသားမင်းသမီးနာမည်ကြီးနေတဲ့ကျွန်တော်ဂီတအနုပညာရှင်ကျေစင်လေးတစ်ပွင့်လိုပါပဲတဖြောက်ဖြောက်နဲ့ကျွန်တော်ကျွေးနေတဲ့အချိန်မှာကျေကြည်တော်ညာကျေစင်တပွင့်ဆုံးရှုံးတော်ညာတခြင်းလေးတစ်ပုဒ်ဒီကရေးလို့မပြီးခင်မှာမျောလင်းတော်အကြောင်းတရားဂီတချိုးလေးတက်တဲ့ညာမေလို့မရတဲ့သူရဲ့နေရာဘိုးဝေးကပြန်လာမလားလို့တွေးစိတ်ဟာတို့ရဲ့အတွေ့မှာမျောလင်းတောင်းတလို့နေတယ်လူတွေကပြောကြတယ်ကြာရင်မင်းတက်တဲ့စကားဟာတို့အတွက်တော်လုံးဝတခြားပဲဘဝတစ်တိုင်းသူနဲ့ဘဝတစ်တိုင်းမျောလင်းခြင်းတွေမျောပြတော့ဒီမအောင်မေလို့နေတယ်ဘဝတစ်တိုင်းသူနဲ့ဘဝတစ်တိုင်းမျောလင်းခြင်းတွေမျောပြတော့ဒီမတန်တော့တရားအောင်မေဟိုအဝေးကပြန်လာမလားလို့အတွေ့စိတ်တို့ရဲ့စိတ်မှာမျောလင်းတောင်းတလို့နေတယ်ခြေရလေးများနဲ့သူပချီကခြေကထားခဲ့လွန်တတနဲ့အောင်မေလို့နေစေကျွေးတဲ့ညာကျေစင်တပွင့်ဆုံးရှုံးတော်ညာတခြင်းလေးတစ်ပုဒ်လို့ဒီကရေးလို့မပြီးခင်မှာမမျောလင်းတော့အကြောင်းတရားဂီတချိုးလေးပြတဲ့ညာလွန်တတောင်းနဲ့အောင်မေလို့နေစေဘဝတစ်တိုင်းသူနဲ့ဘဝတစ်တိုင်းမျောလင်းခြင်းတွေမြောင်များစွာဒီမအောင်မေလို့နေစေဘဝတစ်တိုင်းသူနဲ့ဘဝတစ်တိုင်းမျောလင်းခြင်းတွေမြောင်များစွာဒီမအောင်မေတန်တာတတိယအနေကျစင်တဲ့ပွင့်ရုပ်တရက်ပြတ်သွားလို့ဂီတချိုးတစ်ချောင်းရုပ်တရက်ပြတ်သွားတယ်လို့ဝဲအကြာဆွေးဆိုးတဲ့ပန်းလေးတစ်ပွင့်အဖြစ်လို့ပဲ
အဲ့တော့မုန်းတာကိုမလိုချင်လေဟိုမင်းနဲ့လုံးနဲ့တစ်သက်လုံးချစ်တာပဲရချင်တော့လို့အချစ်ဆိုတာတော့တော်တော်ခန်းခဲ့ပါတယ်ကျွန်တော်တခုတော့ပြောလို့တယ်ဗျဟုတ်ကျွန်တော်အခုလောလောဆယ်ချစ်စားနေတဲ့စိတ်ပြေးဒုက္ခတွေလေနော်ဟိုသူများနိုင်ငံလည်းရှိပါတယ်သူများနိုင်ငံမှာလည်းတော်တော်လေးကိုစက်တောင်ဒုက္ခရောက်အချစ်ပြေးဒုက္ခတွေကသူ့ထက်စိတ်ပြေးဒုက္ခတွေတဲ့ကျွန်တော်ခံခဲ့ရတဲ့အချစ်ပြေးဒုက္ခတွေပိုဆိုးတယ်အခုတော့စိတ်ပြေးဒုက္ခတွေလည်းမဟုတ်တော့အချစ်ပြေးဒုက္ခတွေလည်းမဟုတ်တော့ပါဘူးလာပါပြီကိုမိတ်ဆက်ပြပါမယ်ဟိုဘက်ကကိုပြန်မိတ်ဆက်ပြပါရဲ့အခုဆိုမဲ့တကယ်တော့အတူဆိုတဲ့တခြင်းကိုခေလာမိုးကိုတိုင်းပဲရေးပါတယ်တော်လေးကိုကောင်းရှာပါတယ်နားဆင်ကြည့်ပါချစ်သူလေးဝေးခြင်းကိုွယ်သာနာနာနဲ့မှုလေးသေးခွေမနီးခင်ချင်းလေးကြောင်းလည်းမပြပါနဲ့ဘယ်မှာသူနဲ့သူလေးတည်နီးခင်ချင်းလေးကြောင်းလည်းမပြပါနဲ့ဘယ်မှာဆိုလဲဆိုပြီးတဲ့ကြောင်းစားလို့သူတို့စိတ်ကစိတ်ကောင်းနေတာလက်ကလေးရောမဖြစ်ဘူးစမ်းရပါနဲ့ခွင့်ရဘူးဘယ်လိုမှမလုပ်မဆက်ဘူးတနင်္ဂနွေဆိုတာနေ့တိုင်းမဖြစ်နိုင်ဘူးတနင်္လာဆိုတာလေနေ့တိုင်းဖြစ်မနေဘူးအင်္ဂါလာရင်ပုတ်တဟုကြာကြာနေမှာမဟုတ်ဘူး
ကြာတော့ပရိနဲ့တောက်ကြနေများလဲစနေနေ့အတွက်ဖယ်ပေးရမှာပဲယုံနံခန္ဓာအရှင်မြဲနှုတ်မနေဘူးလှတယ်ဆိုတာလေလှမြဲလှမနေဘူးကြာကြာနေတိတ်မထူးကြာကြာလာရဲ့သူကဘာမှရှိတဲ့တကယ်လူသားလေတူတယောက်အတွက်နေရာပေးရမှာဝဲဒါရီကိုနေပြီလားမန္တကယ်ကိုနေသတ်မှအကောင်းဆုံးတော့သူ့အတွက်တနေရာတနင်္ဂနွေဆိုရနေ့တိုင်းမဖြစ်နိုင်ဘူးတနင်္လာဆိုရလေနေ့တိုင်းမဖြစ်နိုင်ဘူးအင်္ဂါလာရင်ပုတ်တခုကြာကြာနေမမဟုတ်ဘူးကြာရပရိနဲ့တောက်ကြာနေများလဲတနေ့နေ့အတွက်ဖယ်ပေးရမှာပဲယုံနံခန္ဓာစစ်မြဲနှုတ်မနေဘူးလာရဲဆိုတာလေလှမြဲမလာနိုင်ဘူးဒါကြနေရင်စိတ်မထူးကြာကြာနေမှမဟုတ်ဘူးကဘာမှရှိတဲ့တကယ်လူစွမ်းကောင်းလေတူတယောက်အတွက်နေရာပေးရမှာပဲတာရီကိုနေပြီလားအမှန်တကယ်ကိုမြင်တတ်မှကောင်းဆုံးကသူ့အတွက်တနေရာ